ပညာဓာတ်ပညာရှိပညာရှင်အစင်မနှစင်ပညာဓာတ်ဆိုတာကသင်လို့တတ်တာမေးလို့တတ်တာဖတ်လို့တတ်တာလေ့လာလို့တတ်တာနာကြားလို့တတ်တာပညာဓာတ်ရှင်းတယ်နော်ကုသိုလ်ဖြစ်အောင်ဘယ်လိုလုပ်ရမလဲအကုသိုလ်ကင်းအောင်ဘယ်လိုလုပ်ရမလဲမြင့်မြတ်သူဖြစ်အောင်ဘယ်လိုလုပ်ရမလဲတတ်တယ်ပညာဓာတ်အဲ့ဒီတတ်ထားတဲ့ပညာကိုပြန်အသုံးချတတ်တဲ့လူမှပညာရှိဒီလူပညာရှိပါတယ်ဆိုရင်ကိုတတ်တဲ့ပညာကိုသူ့နေရာနဲ့သူအဝင်ခွင့်ကြသုံးတတ်ရမယ်ဒါကြောင့်ပညာဘာလို့သင်တာလဲလို့မေးတာပညာသင်တာသည်တစ်ကိုဘဝကိုတည်ဆောက်နှစ်လောကကိုအကျိုးပြုကိုတယောက်တည်းအေးချမ်းနေုံနဲ့တလောကလုံးမအေးချမ်းသေးပဲနဲ့ကိုလည်းအေးချမ်းလို့နားလေလားကိုတယောက်တည်းချမ်းသာယုံနဲ့တလောကလုံးမချမ်းသာပဲနဲ့ကိုတယောက်တည်းချမ်းသာလို့လေဒါနိယာမတရားကြီးအဲ့တော့ကိုတတ်ထားတဲ့ပညာနဲ့ကိုလောကကိုအကျိုးပြုနိုင်ရအဲ့တော့အခုတိုးတက်နေတဲ့နိုင်ငံတွေမှာတို့သွားကြည့်လိုက်ရင်အဲ့ဒီနိုင်ငံသားတွေဟာသူတို့ရဲ့ကာယအားစိတ်ဓာတ်အားဉာဏ်အားတွေနဲ့သူတို့လောကကိုအကျိုးပြုဖို့အလုပ်လုပ်နေကြတာငွေရဖို့အလုပ်လုပ်တာမဟုတ်ဘူးယာရုယူဖို့အလုပ်လုပ်တာမဟုတ်ဘူးသိချစ်စရာကောင်းတို့နိုင်ငံပြန်ကြည့်လိုက်ဘာလို့အောက်တန်းစားတွေဖြစ်နေလဲငွေရဖို့အလုပ်လုပ်တယ်ငွေအချောင်ရလေကြိုက်လေပဲဆိုတော့မြင့်မြတ်တဲ့စိတ်ထက်လားအောက်တန်းစားစိတ်ထက်လားယာရုယူဖို့အလုပ်လုပ်တယ်ရှင်းတယ်နော်အဲ့တော့ဒါသည်အထက်တန်းစားအလုပ်လားအောက်တန်းစားအလုပ်လားတကယ်ကကိုတက်ထားတဲ့ပညာကိုသိထားတဲ့အသိကိုစွမ်းအားနဲ့ကိုလောကကိုမလုပ်ဖို့အကျိုးပြုဖို့အဲ့တော့ပညာဆိုတာကိုတိဆောက်ဖို့လောကကိုတိဆောက်ဖို့ဒီ direction နှစ်ခုနဲ့ပညာသင်ရတယ်ရှင်းမလားအဲ့တော့ပညာဓာတ်ပညာရှိအသုံးချရတာပညာရှိအဲ့ဒီပညာကိုကောင်းတဲ့ကောင်းပြည့်စုံတဲ့ပြည့်စုံစင်ကြယ်တဲ့စင်ကြယ်အောင် modify လုပ်နိုင်တာ upgrade လုပ်နိုင်တာကိုပညာရှင်လို့ခေါ်တယ်ပညာတွေကိုကိုယ်ထဲမှာတင် storage လုပ်မထားပဲနဲ့ sharing လုပ်ပြီးတော့မှနော်လောကကြီးကိုမျှဝေပြီးအကျိုးပြုသွားနိုင်သူကိုမှပညာရှင်နားလည်ပြီလားအဲ့တော့ပညာဓာတ်အခုငါတို့ဘာဖြစ်အောင်လုပ်နေကြတာပညာဓာတ်ဖြစ်အောင်လုပ်နေတာအခုမှမင်းတို့ပညာသင်တော့တတ်ပြီးရင်အဲ့ဒီတတ်တဲ့ပညာကိုဘာလုပ်ရမလဲသုံးချမန္တလေးတက္ကသိုလ်ကကျောင်းရတနာဘုံတက္ကသိုလ်ကဆင်းသွားတဲ့ graduate ကြီးတဲ့ဘွဲယူပြီးပြန်လာတာလမ်းမှာမူးလဲတယ်အဲ့ဒါပညာဓာတ်ဖြစ်သလားဖြစ်ပါဘူးသူပညာရှိလို့ပြောလို့မရပါဘူးကိုဘဝကိုမှကောင်းစွာ control မလုပ်နိုင်မဲနဲ့ဒီလူပညာဓာတ်လို့ပြောလို့ပညာရှိလို့ဆိုလို့ကျင်းသလားအားလုံးသဘောပေါက်ပြီနော်အဲ့တော့ကိုယ့်ကိုအကောင်းဆုံးထိန်းချောင်းသွားမဲ့ဆရာဘယ်သူလဲ